နက္ခတ္တဘေးပညာရပ်အရာကျွန်တော်တို့ပြောကြမယ်ဆိုရင်မြန်မာနိုင်ငံ၏ဇာတာသည်2026ခုနှစ်เนาะဇွန်လအစပြီးတော့2028ပေါ့เนาะ2029 2028အဲ့ဒီကာလတွေဟာအလွန်ကောင်းမွန်တဲ့ကာလဖြစ်တယ်တိုင်းပြည်ဤဂုဏ်သတင်းတိုင်းပြည်ဤတိုးတက်မှုတိုင်းပြည်အဖက်ဖက်ကကံကောင်းမှုများကိုကြုံတွေ့ရမှာဖြစ်တယ်ပေါ့နော်လောလောလတ်လတ်မှာကျွန်တော်ကအစိုးကြိုတွေကိုကျွန်တော်ပြောပါဆိုရင်ပေါ့နော်အစိုးကြိုတွေကိုပြောပါဆိုရင်လောလောလတ်လတ်မှာကာရကရာဒီမှာဖောက်ပြန်နေတဲ့ကြာလာပြီးသူကအတဲသွားမယ်ဆိုရင်အလွန်ကောင်းတယ်နော်အဲ့ဒါဘယ်အတွက်ကောင်းလဲဆိုတော့မြန်မာနိုင်ငံအတွက်အရန်ကောင်းတယ်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံရဲ့ဇာတာမှာဒိဋ္ဌာရာဒီလက်ဖြစ်တော့လက်ဖြစ်ပြီးတော့အဲ့ဒီကြာလာပြီးသူကလက်မှာတွဲနေတာသူကဘာသဘောဆောင်လဲဆိုတော့သူဒီတိုင်းပြည်အသွင်ပြင်လက္ခဏာပြီးတော့တိုင်းပြည်ရည်တည်ရှင်သန်မှုပြီးတော့ဒီတိုင်းပြည်ရဲ့ဘာသာတရားအပေါ်မှာသူကအခြေအမြစ်ကောင်းကောင်းကိုတိဆောက်ထားတယ်ဂျုံတလုံးဖြစ်တယ်သူကတိုင်းပြည်ကိုကယ်တင်တဲ့ဂျုံပေါ့ပြောချင်တိုင်းပြည်ရဲ့အင်အားဂျုံဖြစ်တယ်ပေါ့နော်တိုင်းလူပြည်သားနဲ့တိုင်းပြည်ပုံရိပ်လက္ခဏာတွေကိုသူကဖန်တီးတဲ့ဂျုံဖြစ်တယ်အဲ့ဒီဖန်တီးတဲ့ဂျိုကကျွန်တော်တို့ကဒီ17လပိုင်း12ရက်နေ့လောက်ကစပြီးတော့ပေါ့နော်2026 12လပိုင်းနော်17လပိုင်း12ရက်နေ့လောက်ကစပြီးတော့ကာရကရာဒီကနေပြီးတော့သူကပြောင်းပြန်သွားတယ်ပေါ့နော်ဟိုနောက်ဆုံးသွားတယ်လို့ခေါ်တာပေါ့ကျွန်တော်တို့ဘေးရင်းအရာပြောရရင်ဝက်ကတုံမဝက်ကြသွားတယ်ပေါ့နော်အဲ့လိုနောက်ဆုံးသွားတာသူကဘယ်ထိသွားမှလဲလို့ကြည့်ရင်အဲ့ဒီကာရကရာဒီကနေတော့မေထုံရာဒီအထိနော်သူကယာဒီနောက်ဆုတ်သွားခြင်းဟာမေထုံထိသွားမယ်အဲကျွန်တော်တို့ကဘယ်ထိသွားမှလဲမေထုံယာဒီမှာကျွန်တော်တို့က2026မေလအထိအဲ့ဒီဂျိုဟာပြောရရင်6လလောက်ပေါ့နော်6လလောက်ကိုနောက်ဆုတ်သွားနေတယ်ဂျိုမှန်ကန်မှုမရှိဘူးအဲ့ဒီတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီအချက်တစ်ခုဟာကျွန်တော်မြန်မာနိုင်ငံရဲ့ကံတာတာအတွက်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံမှာဟိုပြောရရင်တော့အဲ့ဒီအားကိုးရတဲ့ဂျိုကြီးတစ်လုံးပေါ့အဲ့ဒီလိုနောက်ဆုတ်သွားနေတဲ့ကာလဆိုတော့မြန်မာနိုင်ငံအတွက်အခက်အခဲလေးတွေအကျက်တဲလေးတွေရှိနိုင်တဲ့ကာလတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်ရေကူရအရာတွေ့ရတယ်ပြီးတော့အဲ့ဒါနဲ့တပြိုင်တည်းပဲကျွန်တော်တို့အင်္ဂါဂျိုပေါ့အင်္ဂါဂျိုအဲ့တော့မြန်မာနိုင်ငံမှာအဓိကလွှမ်းမိုးတဲ့ဂျိုက3လုံးဖြစ်တယ်ပထမဂျိုဒီကြာလာဝေးဂျိုကမြန်မာနိုင်ငံကြီးရည်တည်ရှင်သန်မှုပုံရိပ်เนาะလက္ခဏာတိုင်းလူပြည်သားဘာသာရေးအဲ့ဒါကိုအဓိကလွှမ်းမိုးတယ်เนาะအဲ့တော့တိုင်းပြည်ရဲ့တည်ရှိမှုကိုသူကအဓိကလွှမ်းမိုးတဲ့ဂျိုကကြာလာပြီပဲเนาะတိုင်းပြည်ရဲ့အုပ်ချုပ်မှုယာဒပလင်မှာအင်္ဂါဂျိုရှိတယ်သူကတိမ်ယာလေးမှာရှိတယ်အဲ့တော့အင်္ဂါဂျိုဒီလက်နက်ကိုင်အဖွဲ့အစည်းများကိုရည်ညွှန်းတယ်เนาะကာကွယ်ရေးကိုရည်ညွှန်းတယ်အဲ့ဒီဂျိုကเนาะအဲ့ဒီဂျိုရဲ့အနေအထားကသူကဒီအုပ်ချုပ်မှုပိုင်းမှာသူကအင်မတန်အားကောင်းတယ်เนาะတိုင်းပြည်ကာကွယ်တဲ့ဂျိုတစ်ခုဖြစ်တယ်ပေါ့เนาะအဲ့ဒီမှာနောက်ဂျိုတစ်လုံးကဒီကန်ယာဒီမှာရှိနေတဲ့တနင်္လာဂျိုအဲ့တော့ဒီဒိဋ္ဌာလက်ကကြည့်ရင်ကန်ယာဒီက17တန်ဖြစ်တယ်17တန်ဆိုတာဘာလဲဆိုတော့ပြည်သူ့ဤဆန္ဒဖြစ်တယ်ပြီးတော့သူကလွတ်တော်လို့เนาะတရားလွတ်တော်လို့เนาะဒီလက်ရှိဒီမိုကရေစီပေါ့เนาะဒီအသွင်ပြင်ကိုသူကအဓိကလွှမ်းမိုးတာဖြစ်တယ်အဲ့တော့တနင်္လာဒီမိုကရေစီဂျိုကိုလွှမ်းမိုးတယ်ပြီးတော့17တန်ဘာဝကလည်းပြည်သူ့ဆန္ဒနောက်တစ်ချက်ကလွတ်တော်ဒီမိုကရေစီကိုပဲလွှမ်းမိုးတယ်အဲ့တော့ဒီမိုကရေစီ17တန်ဘာဝမှာဒီမိုကရေစီဂျိုတနင်္လာရှိနေတယ်အဲကြောင့်မြန်မာနိုင်ငံဒီမိုကရေစီစနစ်ဒီမြန်မာနိုင်ငံအတွက်အရေးပါသောအရာတစ်ခုဖြစ်တယ်เนาะအဲဒီတော့တိုင်းပြည်အရေးပါမှု3ခုကိုတွေ့ရတယ်ကြာသာဘေးဂျိုဒီမြန်မာနိုင်ငံ၏ဇာတာ၌เนาะလက်၌ပူးတွဲခြင်းဒီတိုင်းပြည်တည်ရှိမှုအသွင်လက္ခဏာဒီဘာသာတရားဖြစ်တယ်เนาะဘာသာရေးဒီတိုင်းပြည်အဓိကကြတဲ့ပုံရိပ်ဖြစ်တယ်เนาะနောက်ဒုတိယအချက်ကအုပ်ချုပ်မှုဘိုင်းမှာဆိုရင်ကာကွယ်မှုဘိုင်းမှာဆိုအင်္ဂါဂျိုဒီလက်နက်ကိုင်မှုအဖွဲ့အစည်းတွေကိုရည်ညွှန်းတယ်နောက်ဒုတိယအချက်ဒီတတိယအချက်ဒီဘာလဲဆိုတော့ဒီမိုကရေစီဂျိုเนาะဒီမိုကရေစီစနစ်ပေါ့เนาะအဲ့ဒါလည်းတိုင်းပြည်အတွက်အရေးပါတဲ့စနစ်တစ်ခုဖြစ်တယ်အဲ့ဒါကြောင့်မလို့တိုင်းပြည်မှာ3ခုเนาะညီညွတ်မှเนาะတနည်းပြောရရင်တော့ဘာသာတရားရဲ့เนาะဒီလက်ရှိကာကွယ်ရေးပိုင်းရဲ့เนาะကာကွယ်ရေးပိုင်းရဲ့နောက်ချက်ကဒီမိုကရေစီစနစ်ပဲပေါ့เนาะအဲ့ဒီ3ခုဟာဟန်ချက်ညီညီရှိမယ်ဆိုရင်မြန်မာနိုင်ငံဒီเนาะတိုးတက်သောနိုင်ငံတစ်ခုအဖြစ်ကိုเนาะမုတ်ချမလွယ်ရရှိနိုင်တယ်။ဒါပေမဲ့အဲ့ဒီမှာထူးခြားချက်ကဘာလဲဆိုတော့ဒီအင်္ဂါဟာမြန်မာနိုင်ငံလွတ်လပ်ရေးယူတဲ့ပေါ့เนาะ1940နဲ့8ခုနှစ်ပေါ့เนาะဇန်နဝါရီလ4ရက်နေ့မနေ့4:20မိနစ်မှာเนาะရန်ကုန်အေရီးယာနယ်နိမိတ်တိုးတော်မြန်မာနိုင်ငံမှာပေါ့เนาะအင်္ဂါယူရဲ့ဖြတ်သန်းမှုကိုတွေ့ရတယ်။
ပြီးတော့တနင်္လာဂျိုရဲ့ဖြတ်သန်းမှုကိုတွေ့ရတယ်နော်ကြာသာရီဂျိုရဲ့ဖြတ်သန်းမှုတွေကိုတွေ့ရတယ်အဲ့ဒီတော့ပထဝီနက္ခတ်ပညာအရာလေအဲ့ဒီဂျိုရဲ့အရေးပါနေတာကိုထင်ရှားစွာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့လောလောလတ်လတ်မှာကျွန်တော်ကဘာဖြစ်နေတယ်လဲဆိုတော့ဒီမြန်မာနိုင်ငံရဲ့ဇာတာမှာခုနဒီမိုကရေစီစနစ်စတက်တာဆိုတဲ့ဒီမိုကရေစီဘာဝပေါ့တွတ်တော်လို့ပါရောပေါ့နော်ဒီအဲ့ဒါရဲ့နောက်တစ်ခုကဒီမိုကရေစီဂျိုတနင်းလာတယ်ပေါ့နော်အဲ့ဒီဂျိုကိုဒီမိယာဒီမှာရှိတဲ့စနေဂျိုကလှမ်းပြီးတော့အမြင်ကျုံထားတယ်ပေါ့နော်အဲ့ဒီအချက်ကဘာလဲဆိုတော့လက်တလောကာလတွေမှာဟိုမြန်မာနိုင်ငံအနေနဲ့ပေါ့နော်ဒီမိုကရေစီစနစ်ကိုပေါ်ဆောင်တဲ့နေရာမှာစနေဂျိုရဲ့အမြင်ကြောင့်ပေါ့နော်အခက်ခဲအကျက်တဲကြားလာနေပြီးတော့ဒီစနစ်ကိုထူထောင်ရမယ်အနေအထားရှိတာကိုဒါနံပါတ်1တွေ့ရတယ်ပေါ့နော်နံပါတ်2အနေနဲ့ကဒီကြာလာပြီးယူဒီကျွန်တော်တို့ကဒီ17လပိုင်း2026 17လပိုင်း12ရက်လောက်က2025 17လပိုင်း12ရက်လောက်ကနေဖောက်ထားတာ2026ခုနှစ်မေလအထိဖြစ်နေတယ်အဲ့တော့မြန်မာနိုင်ငံအတွက်မှာအဲ့ဒီကာလအထိဘယ်လိုလဲဆိုတော့နည်းနည်းလေးပေါ့နော်မြန်မာနိုင်ငံရဲ့ရည်တည်ရှင်သန်မှုပိုင်းမှာနည်းနည်းလေးအခက်အခဲလေးတွေစိန်ခေါ်မှုလေးတွေများနေမယ်ပေါ့နော်အကြက်တဲလေးတွေစိန်ခေါ်မှုလေးတွေနည်းနည်းများနိုင်တဲ့သဘောရှိတယ်ပြီးတော့အဲ့ဒီကြာသာပြီးတို့ဖောက်ပြန်နေတာကပြိဿလက်ကနေတော့ကြည့်ရင်နေထုံညာသည်ကျွန်တော်ရှစ်တန်ပါဝါဖြစ်တယ်ရှစ်တန်ဒီလျှို့ဝှက်ရှင်းကိုပြတယ်เนาะရှစ်တန်ဒီလျှို့ဝှက်အဲ့တော့မြန်မာနိုင်ငံဒီလျှို့ဝှက်သောရန်အန်ဒီရယ်များရှိနေတယ်เนาะလျှို့ဝှက်သောရန်အန်ဒီရယ်များရှိနေကြအောင်နံပါတ်1တွေ့တယ်နံပါတ်2ကရှစ်တန်ဒီတည်ဆုံးခြင်းเนาะတည်ဆုံးခြင်းအဲ့တော့ပြောချင်တာကတော့ဟိုရှစ်တန်ဘာဝမှာကြာလာပြီးတို့ဖောက်နေခြင်းဟာအသေးပြောင်းများတတ်တဲ့သဘောပြတယ်เนาะအသေးအပြောင်းများတတ်တယ်ပေါ့အဲ့တော့အသေးပေါက်များတတ်တယ်သူကဘာကြောင့်လဲဆိုတော့နောက်တစ်ချက်ကြည့်အင်္ဂါဂျိုဒီမကြခင်မှာသူကဘာကျွန်တော်တို့ဒီတွက်ချက်မှုအရာကြည့်ရင်တော့အင်္ဂါဂျိုရဲ့အနေထားဒီကျွန်တော်တို့ကစနေဂျိုနဲ့အပြန်အလှန်အမြင်เนาะအမြင်အရှင်ဖြစ်ပေါ်ပါအောင်ကျွန်တော်တို့တစ်ချက်သွားပြီးတော့တွေ့ရတယ်ဘယ်လိုကြောင့်တွေ့ရတယ်လဲဆိုတော့သူကအင်္ဂါဂျိုဓနုရာဒီကိုရောက်တဲ့အခါမှာပေါ့နော်စနေဂျိုနေရာတွေကနေပြီးတော့သူကအပြန်အလှန်အပြန်အလှန်မြင်ကြလိမ့်မယ်ပေါ့နော်အဲ့ဒါဘယ်ကစမြင်လဲဆိုတော့ဒီဇင်ဘာ10ရက်နေ့ကနေပြီးတော့ဇန်နဝါရီ15ရက်နေ့2026အတွင်းမှာစနေနဲ့အင်္ဂါတို့ဟာအမြင်ရှည်ရှိတယ်စနေနဲ့အင်္ဂါတို့ရဲ့အမြင်ရှည်ရှိခြင်းဟာဟိုစစ်ပွဲတော့ဟိုပါပေါ့ပြောရရင်တိုက်ပွဲလက္ခဏာတွေကိုဖော်ဆောင်လာတတ်တယ်ပြောရရင်တော့ဟိုတိုက်ပွဲပေါ့နော်ဒီပြည်တွင်းအဲ့လိုပေါ့ပြည်တွင်းပြဿနာတွေပြည်တွင်းတိုက်ပွဲတွေအရှိန်ဟုန်တွေကိုဟိုနည်းနည်းပြတာနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံအနေနဲ့သတိထားရမယ့်အချိန်များသည်အလွန်ဆုံးကာလပေါ့နော်ဒီ2025ခုနှစ်17လပိုင်း12ရက်ကနေတော့2026ခုနှစ်မေလအတွင်းဒီမြန်မာနိုင်ငံအတွက်အထူးဂရုစိုက်ဖြတ်သန်းရမယ့်အချိန်ကြီးဖြစ်တာကိုကျွန်တော်တွေ့တယ်ဒါကတော့တိုင်းပြည်လက္ခဏာဖြစ်တယ်နောက်တစ်ချက်ကကျွန်တော်တို့က2026ခုနှစ်ဇွန်လအစပြီးတော့ကြာသာပြီးတို့ဒီကာရကတ်ရာဒီအိမ်၌စတင်ရည်တည်မယ်သူကဘယ်လောက်ထိရည်တည်လဲဆိုတော့2026ဇွန်လကနေတော့2028ခုနှစ်အထိကြာသာပြီးတို့ဟာကာရကတ်ရာဒီမှာအုပ်အဖြစ်အားကောင်းစွာတည်ရှိတယ်အဲ့ဒီအချိန်မှာဘာဖြစ်မလဲဆိုတော့တိုင်းပြည်ကံကြမ္မာဟာအလွန်ကောင်းမွန်တဲ့အချိန်ဖြစ်နေတယ်။ဘာကြောင့်လဲလို့ကျွန်တော်ပြောရင်ဗိဇာလက်တိုင်းပြည်စာကအတွက်ကာရကရာသီဒီ6ထန်ပါဝါဖြစ်တယ်။6ထန်ကဘာလဲ။6ထန်ဒီကံတရားကြာလာပြီးသူကအုပ်ဒီမြန်မာချင်းအဲ့တော့တိုင်းပြည်ဒီကံတရားဒီမြန်မာမယ်။နောက်6ထန်ဒီဘာလဲဆို6ထန်ဒီတင့်တယ်မှုเนาะကြာလာပြီးဒီတိုးပွားမှုအဲ့တော့တိုင်းပြည်ရဲ့တင့်တယ်မှုတွေဟာတိုးပွားလာမယ်။เนาะနောက်တစ်ခုက6ထန်ဒီเนาะဂုံသတင်းပေါ့နော်အဲ့ဒီကြာသာဘေးကကောင်းပေါ့အဲ့တော့နိုင်ငံရဲ့ဂုဏ်သတင်းတွေဟာတောက်ပြောင်လာတယ်အဲ့တော့တိုင်းပြည်ကန်စားတာဒီအလွန်ကောင်းပေါ့ပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကနက္ခတ္တဘေးပညာရဲ့အရာကျွန်တော်တို့ပြောကြမယ်ဆိုရင်မြန်မာနိုင်ငံ၏ဇာတာဒီ2026ခုနှစ်နော်ဇွန်လအစပြီးတော့2028ပေါ့နော်2029အဲ့ဒီကာလတွေဟာအလွန်ကောင်းမွန်တဲ့ကာလဖြစ်တယ်တိုင်းပြည်ဤဂုဏ်သတင်းတိုင်းပြည်ဤတိုးတက်မှုတိုင်းပြည်အဖက်ဖက်ကကံကောင်းမှုများကိုကြုံတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်ကတော့မင်္ဂလာအလွန်ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဂရုစိုက်ရမယ့်အချိန်ကြီးခုနကျွန်တော်ဆိုခဲ့ပြီးတဲ့အတိုင်းကြာသာပြီးကျိုဖောက်ပြန်နေတဲ့ကာလနော်2025ခုနှစ်
17လပိုင်း12ရက်နေ့မှာ2026ခုနှစ်မေလအတွင်းမှာတိုင်းပြည်ရဲ့အခြေအနေပေါ့နော်အဲ့ဒီအချိန်မှာအခက်အခဲစင်ခေါ်မှုတွေညာတတ်တာမှုနည်းနည်းလေးခယူဆိုင်ဖို့လိုအပ်တဲ့အချိန်ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ကတိုင်းပြည်လက္ခဏာဖြစ်တယ်ကျွန်တော်တို့ကလောလောလတ်လတ်မှာခုနကျွန်တော်ပြောသလိုဂျိုတွေမှာကောင်းတဲ့ဂျိုရှိတယ်ဆိုးတဲ့ဂျိုရှိတယ်နော်အဲ့ဒီကောင်းတဲ့ဂျိုရှိတယ်ဆိုးတဲ့ဂျိုထဲမှာလောလောလတ်လတ်ကျွန်တော်တို့ကြည့်မယ်ဆိုလောလောလတ်လတ်အားကိုးရမယ်ဂျိုကတောက်ကြဂျိုဖြစ်တယ်တောက်ကြဂျိုဘီနက်ဆိုတဲ့တောက်ကြဂျိုကတူရဒီမှာကတစ်အဖြစ်ရက်တည်နေတယ်အဲ့ဒီဂျိုကစီးစိမ်ဂျိုပျော်ရွှင်မှုဂျိုလွတ်လပ်သောဂျိုပေါ်ပါသောဂျိုနော်အဲ့ဒီဂျိုကကျွန်တော်တို့အားကိုးရမယ်ဂျိုဖြစ်တယ်သူကဘာလို့ဆိုသူကကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကရေဘူးရအားဖြင့်တော့အဲ့ဒီဂျိုရဲ့ဆွမ်းအားကိုကျွန်တော်တို့ကအသုံးပြုရမယ်အဲ့တော့အဲ့ဒီဂျိုကတူရဒီကိုဘယ်အချိန်ထိကျွန်တော်တို့ရှိမှလဲတူရဒီမှာသူရှိနေမှာကဒီမနက်ဖြန်ပေါ့အခုထားပါတော့26ရက်နေ့အထိနော်26ရက်17လပိုင်း26ရက်နေ့2025အထိတောက်ကြဂျိုဒီတူရဒီမှာရှိမယ်အဲ့ဒီဂျိုဒီအရန်အားပါပဲအဲ့ဒီဂျိုရဲ့ဆွမ်းအားဟာလောကကိုအားရတက်ရောက်နိုင်တယ်ဆိုတော့ပျော်ရွှင်မှုတာယာမှုစီးစိမ်ဥစ္စာနဲ့မိမိရဲ့ကံကောင်းမှုတွေကိုသူအထောက်ပံ့ပေးမှာဒါလူတိုင်းကိုရှုံးပြောတာပေါ့နော်ဇာတာတစ်ခုချင်းစီအတွက်ပြောတာမဟုတ်ဘူးအဲ့တော့အဲ့ဒီဂျိုရဲ့ဆွမ်းအားကိုကျွန်တော်ယူရမယ်အဲ့ဒီဂျိုကဘယ်အချိန်မှာကျွန်တော်တို့ကနိုင်ငံပေါ်မှာဖြတ်တယ်လေအဲ့တော့သူဖြတ်တာကကျွန်တော်တို့ကအဲ့ဒီထားပါတော့22ရက်နေ့မှာလာမယ့်26ရက်နေ့17လပိုင်းအထိပေါ့နော်သူက17နာရီမှာ17နာရီ25မိနစ်အတွင်းမှာမြန်မာနိုင်ငံဤကောင်းကင်တဲ့တယ်မှာသူကဖြတ်သန်းပါတယ်။နော်အဲ့ဒီတော့ကောင်းကင်တဲ့တယ်မှာသူဖြတ်သန်းတော့ကျွန်တော်တို့ကမြန်မာနိုင်ငံအတွက်ဓာတ်ရိုက်အကျိုးကိုသူကဖြစ်စေပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ကဘာလုပ်ရမလဲဆိုအဲ့ဒီတောက်ကြအကျိုးလွှမ်းမိုးတာခရီးရဲ့စကားရဲ့အစားရဲ့လွှမ်းမိုးတယ်။အဲ့တော့ခရီးအစားစကားပေါ့နော်။အဲ့တော့လွှမ်းမိုးတော့ကျွန်တော်ကအစားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကစွန်းကိုယူပါမယ်။အဲ့တော့အဲ့ဒီအချိန်ကလည်းဗုဒ္ဓဘာသာလူမျိုးတွေအတွက်ဘုရားရှင်ဟာဆွန့်ကပ်တဲ့အချိန်လည်းဖြစ်နေတယ်။အဲဒီတော့ကျွန်တော်တို့ကအဲ့ဒီအတွင်းမှာဘုရားရှင်ကိုအမြဲတမ်းကျွန်တော်တို့ကဆွန့်ကပ်လူပေးရမယ်။အဲဒီလိုဆွန့်ကပ်လူတဲ့အခါမှာတောက်ကြကျိုးကချိုးသောအရာကိုသူကပိုင်တယ်။နော်ချိုးသောအရာတော့အဲ့တော့ကျွန်တော်တို့ကဆွန့်ကိုကျွန်တော်တို့ကဆွန့်ထဲမှာချိုးသောအရာကထည့်ရမယ်။နော်တရားဆွန့်ပဲဖြစ်ဖြစ်ထောပတ်ဆွန့်ပဲဖြစ်ဖြစ်နော်အဲ့ဒီဆွန့်ထဲမှာကျွန်တော်တို့နွမ်းတို့ဆန်းတာပဲဖြစ်ဖြစ်ပေါ့နော်။အဲ့တော့ဆွန့်မှာအချိုးပါရမယ်။အဲ့ဒီအချိုနောက်တစ်ခုကဒီတောက်ကြတဲ့သဘောကတော့အသားလွတ်ပေါ့ဗျာအသားလွတ်ဖြစ်ရမယ်နော်အသားမပါဘူးချိုးစောဆွန်ဖြစ်ရမယ်အဲ့ဒီဆွန်ကိုကျွန်တော်တို့ကဒီနေ့စဉ်ပေါ့နော်22ရက်နေ့မှာ26ရက်နေ့အထိပေါ့နော်တောက်ကြကြိုအားကောင်းနေတဲ့အချိန်17နာရီ25ဝန်းကျင်မှာကျွန်တော်တို့ကမြတ်စွာဘုရားရှင်ကိုချိုးစောဆွန်ကတ်လူပေးရပါမယ်နော်အဲ့လိုကတ်လူပြီးလို့ရှိရင်ကိုကလူရာစုတောင်းရပါမယ်အဲ့လိုလူရာစုတောင်းခြင်းအားဖြင့်ခုနဆရာဒီဆရာပြမနာဦးတန်းမောင်ပေါ့နော်သူ့ရဲ့ဒီဂောစရပရဝိနိစတာကျမ်းအခန်းနံပါတ်7ရဲ့အဆိုပေါ့အဆိုအရကဘာတော်မှာရှိတဲ့လူသားတို့အားလုံးဟာဘောဇာကျူတို့ဤကောင်းကျိုးဆိုးကျိုးသည်ဖြစ်စေကုန်သည်တဲ့နော်ဖြစ်စေကုန်သည်ဂျိုတို့သည်၎င်းတို့အားပူဇော်ပါတာခြင်းကြောင့်၎င်းနော်ရှ िख ိုးအယုသေးပြုခြင်းကြောင့်၎င်းစုတောင်းပဏမာပြုခြင်းပရဏာပြုခြင်းအယုသေးပြုခြင်းကြောင့်၎င်းတဲ့သက်ဆိုင်ရာဇာရာရှင်အားကောင်းကျိုးသက်ဆိုင်ရာဇာရာရှင်အားတဲ့ကောင်းကျိုးကိုကောင်းကျိုးနဲ့เนาะကောင်းကျိုးတို့ကိုတဲ့ဖြစ်စေပြီလို့သူကဆရာဥဒ္ဒမောင်ကပြမနာဥဒ္ဒမောင်ကသူကဇာတကဒေတာမက္ကကျမ်းကိုပို့ကားပြီးတော့သူဆိုထားတယ်เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီကျွန်တော်တို့ကဗုဒ္ဓဘာသာအယူဆအရဆိုရင်ဂျိုကောင်းဖြတ်နေတယ်ဖြတ်နေတဲ့အချိန်မှာအဲ့ဒီဂျိုကောင်းနဲ့သက်ဆိုင်တဲ့တောက်ကြခုနအစားကိုသက်ဆိုင်တယ်ပြီးတော့ချိုတဲ့အရာတာပေါ့နော်ဒီလိုသက်ဆိုင်တယ်အဲ့ဒီတော့အဲ့ဒါကိုကျွန်တော်တို့ကဂျိုတွေကိုပူဇော်တဲ့အလေးထားမဟုတ်ဘူးအဲ့ဒီဆွန်းကိုမြတ်စွာဘုရားကိုပူဇော်မယ်ပူဇော်ပြီးလို့ရှိရင်ကျွန်တော်တို့ကလူရာဆူတောင်းမယ်အဲ့လိုဆူတောင်းတဲ့အခါမှာဗာလဲဆိုတော့လူသားတို့ကိုဒီကောင်းကျိုးပေါ့နော်ဒီအယုသိပြုခြင်းတော့အဲ့ဒီမှာကောင်းကျိုးတွေရရှိမယ်အဲ့တော့တာယာမှုတွေရရှိမယ်အန်ဒီရဲ့ပေးမယ်စီးပွားလလာပါတိုးတက်မယ်ပျော်ရွှင်မယ်နော်အဲ့ဒါကြောင့်မလို့ဒါလေးတွေကိုကျွန်တော်တို့ပြုလုပ်ဖို့မိတ်ဆွေတွေကိုအချိန်ကြီးကျွန်တော်ဒီ live လေးကိုဆက်လက်ပြီးတော့လွှင့်ပေးတာဖြစ်ပါတယ်အဲ့တော့ तू ကဘလောက်ကလဲဆို22ရက်17လနဲ့26ရက်နေ့17လအတွင်းမှာနော်မနေ့ကျွန်တော်17နာရီ25ဝန်းကျင်မှာဖျားရှင်ကိုချိုးစောစွန်ကတ်လူပြီးပေါ့နော်ကတ်လူပြီးတော့တို့ရစုတောင်းကြပါနော်အားလုံးကျမ်းမှာချမ်းသာပါစေမြန်မာနိုင်ငံရဲ့ကန်တာလာကတော့ခုနကျွန်တော်ပြောဆို2026ခုနှစ်ဇွန်လအစပြီးတော့တောက်6ပေါ့နော်မြန်မာနိုင်ငံဒီအလွန်ကောင်းတဲ့အချိန်ကိုရောက်ရှိပါလိမ့်မယ်အဲ့တော့ကျွန်တော်သတိပြုရမယ့်အချိန်ဒီ2025ခုနှစ်17လပိုင်း12ရက်နေ့ကနေပြီးတော့2026မေလအထိ
ခက်ခဲကြမ်းတမ်းသောအခြေအနေတစ်ခုရှိပါတယ်เนาะခက်ခဲကြမ်းတမ်းတဲ့အခြေအနေတစ်ခုကိုဖြတ်သန်းရမှာဖြစ်ပါတယ်ဒါကြောင့်ဒီကာလတွေမှာကျွန်တော်တို့ကဘာသာတရားကိုမမေ့ဘူးဘယ်အလုံးမဆိုကျွန်တော်ကတတိပြုလုပ်ဖို့เนาะအဲ့ဒါလေးတွေကျွန်တော်လိုအပ်ပါတယ်เนาะအဲ့တော့အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေเนาะ